လေးပွဲကန်တာလေးမှတ်ပဲရအော်စုပ်ပြတ်တန်တာအားလုံးမင်္ဂလာပါမျိုးတွေပုံမှန်ကတော့ကျွန်တော်က MMA ကြောင်း UFC ကြောင်း One Championship ကမြန်မာ fighter တွေကြောင်းပါတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော် channel ကprofile ပုံကြည့်သိပါလိမ့်မယ်ကျွန်တော် Man U fan ပါ Man U ကြောင်းပြောခဲ့ပါတယ်ဆိုတော့မပြောဗီဒီယိုတစ်ခုမှမရှိဘူးတင်တယ် Man U ကြောင်းပြောတာစိတ်ညစ်စရာကောင်းသိရမလားစိတ်ညစ်စရာကောင်းနေတာကြားလိုက်ပါနော်ဒါပေမဲ့လေခုတလောကတော့မပြောလို့မရတော့ထင်တယ်ဗျာဒီလားနော်ဘယ်လိုလဲဆိုတော့တန်ဟတ်ကို Eric တန်ဟတ်ကိုသူဆိုးလာပြီထင်တာအင်မတန်ကောင်းပါတဲ့Ruben Amorim နဲ့တွေ့မှာပဲကျွန်တော်တို့တိုင်ပတ်နေတယ်ပြောမှာနော်လေးဘွဲကန်တာ Premier League အစနေပြီးတော့လေးဘွဲကန်တာလေးမှပဲရတယ်ချင်းနေဆိုကြနော်Amorim အောက်မှာ Premier League 25ဘွဲကန်25ဘွဲနော်25ဘွဲ25 6ဘွဲပဲနိုင်6ပွဲအတည်73ပွဲရှုံးအဲ့တော့ Premier League မှာသူ့ရဲ့ win percentage က24%မှရှိတယ်25တော့မရှိနော်အဲ့တော့၄ပွဲကန်ရင်တပွဲတောင်နိုင်ဖို့အခြေအနေမရှိဘူးအခြေအနေရလို့ဆိုးတော့ဗောနော်goal difference ကြတော့လေ25ပွဲမှာ32ခုဒါသွင်းတယ်ပေါ့နော်အဲ့လိုသွင်းတယ်တော့မထင်ဘူး goals conceded ကပြန်သွင်းခံရတာ40ခုအဲ့တော့တပွဲကို goal သွင်းခံရတဲ့ chance က 1.6 ရှိတယ်အနည်းဆုံးတကူတော့သွင်းခံအဲ့တော့ Amorim ကိုင်းနေသမျှနောက်ဒီကိုသမားဘေးရင်တာပေါ့လေအဲ့ဒီဘေးရင်တာဖမ်းနေသမျှမန်ယူဘက်ကနေပြီးတော့တကူအပေးခံရမယ်ဆိုပြီးလောင်းရင်တော့နိုင်ဖို့ chance များတယ်ဗျာနော် statistics ကပြောတာအဲ့တော့နောက်ပြီးတော့အင်ကွင်းမှာရှုံးတာပတ်ဆက်တယ်အင်ကွင်းမှာတင်9ပွဲရှုံးstatistics ကကြည့်လိုက်ရင်အားရစရာမရှိဘူးနော်အဲ့တော့ဒီဘဲဆို Ruben Amorim ကိုပြောပါတယ်သူကသူ့ရဲ့3-4 နှစ်တကစားကွက်ကြီးကိုသူအသေးဆွဲထားတာဗျသူ Man City ကိုရှုံးပြီးတော့နောက်ဆုံး interview မှာဗာပြောလဲဆိုတော့သူကအရာအစွမ်းကုန်လုံးမယ်ပေါ့လေအသင်းအတွက်အစွမ်းကုန်လုံးမယ်သူပြောတာတော့ I'll give everything ပေါ့လေအစွမ်းကုန်လုံးမယ်ဆိုတဲ့အထက်မှာသူ formation change မပါကြီးစရာကောင်းတယ်နော်အမှန်တော့သူကဝယ်ထားတဲ့ဘယ်ဘုံမှာတရားဝယ်ထားတဲ့လီယွန်လားမသိအဲ့ကောင်လေးဝယ်ထားတယ်နောက်ပြီးတော့ဂိုးသမားဝယ်ထားတယ်ဗျာဒီလားထက်ကံပေါ့နော်နေတော့အဲ့ကောင်လေး blame လို့ရတယ်ပေါ့ရှုံးသွားတယ်ဆိုလိုတာလေနောက်ပြီးတော့ Bruno လို့ပြောကြတာပေါ့လေ Bruno လို့တိုက်စစ်တန်တဲ့လူကိုဒီရှေ့ကတိုက်စစ်သမား2ယောက်အနောက်မှာမထားဘဲနဲ့ဒီစီးတဝက်ရဲ့ကွင်းလေစီးတဝက်ရဲ့အတွင်းပိုင်းမှာခံစစ်လိုသဘောမျိုးဆော့ခိုင်းတော့ဒီလိုတွေဖြစ်ကုန်တယ်ပေါ့လေပြောကြတာပေါ့နောက်ပြီးတော့ Man City ပွဲမှာ Mazarawi ကိုထည့်တယ်ဗျ Mazarawi ကိုထည့်ပေးမယ် Mazarawi ကိုသူကနောက်တန်းညာဝန်သမားအနေနဲ့သုံးတာမဟုတ်
ယ်တန်းညာဝန်အရင်က Beckham လို့ပါတော့ဆော့ရပုံစံမျိုးပေါ့အဲ့လိုတော့ပါဒါပေမဲ့ Mazraoui ကနောက်တန်းညာဆွန်လူအဲ့တော့ तू ကနောက်မှာပဲနေတယ်ရှေ့မတက်ဘူးအဲ့တော့တိုက်စစ်မထွက်ဘူးလေနော်သူစီကအဲ့လိုမျိုးပေါ့လေ तू ကကုံလုံးသာလုံးမယ်အားလုံးအသင်းအတွက်အကုန်ပေးဆက်မယ်ဒါပြောနေတာဟိုဗာလဲသူ formation change မပါဘူးဗျအဲ့တော့သူ formation ကတော့ဆက်သွားမယ် show ရင်လည်း show ငါ့ကိုထုတ်ချင်လဲထုတ်ဆိုတဲ့သဘောပေါ့လေအဲ့တော့ तू ကတနည်းမပြည့်ခင်ထွင် तू 12တန်းပေးရမယ်ဗျအဲ့တော့ဒီတစ်နှစ်က November မှာပြည့်မယ်ပြောတယ်အဲ့တော့ November အထိပေးတည်ပြီးစောင့်ကြည့်မလားနောက်ကမှာနော် in news အဲ့ကောင်တွေကသူတို့ပိုင်ရှင်တွေကစောင့်ကြည့်မလားဒါမှမဟုတ်မရတဲ့ကစားသမားတွေကအမ်ဘူမိုတို့ကူညာတို့ဆိုမစိုးပြောမယ်သူက Premier League နဲ့ဘယ်လိုပြောမလဲအကျွမ်းတဝင်ရှိပြီးသားပေါ့နော်ဒီမှာကန်ပြီးတော့ဂိုးတွေသွင်းပြီးသားဆိုအဲ့ကောင်တွေကူညာနာဝါရလည်းပါတာပေါ့လေဒါပေမဲ့သူ့ formation ကလုံးမဖြစ်ဘူးလို့အကုန်လုံးဝိုင်းပြီးတော့ပြောနေကြပြီပေါ့နော်ဒါပေမဲ့ဒီဘက်ကကောင်းမှနေတော့မယ်ကောင်းမှနေတော့ဒါပေမဲ့ပွဲက Chelsea နဲ့ပွဲကသူ့ကိုအဆုံးဖြတ်လို့ပြောတယ်ဗျ Chelsea နဲ့ကအိမ်ကွင်း20ရက်ပေါ့နော် Saturday Brentford နဲ့က29ရက်အဝေးကွင်းအဲ့ Chelsea နဲ့ပွဲရဲ့အဖြေပေါ်မူတည်ပြီးတော့သူ့ထုတ်နိုင်တယ်လို့ခံမှန်းနေကြတာပေါ့နော်နောက်ပြီးတော့အဲ့ပေါ်တူဂီကပဲBenfica ပေါ်တူဂီကထင်တယ်ပေါ်တူဂီကပဲနေဟာ Benfica ဟုတ်တယ်ပေါ်တူဂီကပဲအဲ့ Benfica အသင်းက Man City ပွဲမှာအဲ့ဘက်ကပိုင်ရှင်တွေတထေးတွေကလာကြည့်ကြတယ်လာကြည့်ပြီးတော့ဗာပြောလဲဆိုတော့ Amorim ကိုသူတို့တနေ့ကျရင်ခေါ်မယ်ပေါ့နော်အဲ့တော့သူတို့ကအဲ့တော့ Benfica နဲ့ Benfica စိတ်ဝင်စားလို့လည်းပြောတာပေါ့လေနောက်ပြီးတော့ဒါပေမဲ့အခုလက်ရှိတက်လာတဲ့သတင်းရကြတော့ Benfica သူတို့ coach ကိုထုတ်လိုက်တယ် Bruno Laghi လားအဲ့ဘဲကိုထုတ်လိုက်ပြီးတော့ Mourinho ခန့်မယ်လို့လည်းအတန်ထွက်တာအဲ့တော့ဒါတော့ထားပါတော့လေဒါပေမဲ့လောလောဆယ်ကတော့ဟိုခုလောလောဆယ်ကတော့ Ruben Amorim ကိုတထေးတွေကဘုတ်ဖွဲရတော့ထောက်ခံနေတော့မယ်ဒါပေမဲ့ဆက်ပြီးရှုံးခဲ့ရင်ထုတ်ဖို့မရတော့ထုတ်လဲထုတ်တယ်မှာအသင်းကနံပါတ်14ရောက်၄ပွဲကန်တာ၄မှတ်ပဲရအော်စုပ်ပြတ်တန်တာပြီးတော့သူ formation တောက်ပါတော့လေ formation မပြောင်းတော့ formation ပြောင်းလိုက်ပေါ့နော် formation ပြောင်းပြီးတော့ပရိသတ်တွေ on နေတဲ့ကောင်တွေထက်ကန်လိုက်ပေါ့ပြီးွားရင်ဘာဖြစ်လဲကြီးလိုက်ပေါ့ဟုတ်တယ်မလားအနည်းဆုံးတော့မင်းတို့ပြောတဲ့အတိုင်းမှာ442ဖြစ်ဖြစ်4312ဖြစ်ဖြစ်အဲ့ကောင်နဲ့ကန်တယ်ဟုတ်လား4312ဟုတ်တယ်အဲ့ကောင်နဲ့ကန်တယ်မင်းတို့ကစားတည်ခြင်းတဲ့လူတွေထည့်တယ်မီနူးတို့ပေါ့ထည့်ကန်ပေါ့လေဥကာဒေးစာသိတယ်မလားလေဒီမှာကြည်စောက်လို့မဖြစ်ဘူးအဲ့လိုပြောရင်တော့ရတယ်မဟုတ်ဘူးဒီဘက်ကောင်းမှလုံးအကြည့်တကားမမြင်ဘူးဟို Sporting Lisbon မှာ သူကဒီ3412အကွက်နဲ့အောင်မြင်ဘူးတာကိုအောင်မြင်ဘူးတော့တော့အဲ့ဒါအသေးဆုပ်ထားတာပေါ့လေနောက်ပြီးတော့သူလိုချင်တဲ့လူတွေမရတာလည်းပါတာပေါ့လေဥပမာဗာလဲဟို Arsenal ရောက်သွားတဲ့ Gyökeres ဆိုပါတော့ဆိုရင် Gyökeres ကသူလိုချင်တာဟုတ်ဒါပေမဲ့ Gyökeres ကလည်းဟို Champions League ကန်ကျင်တာနဲ့ဘာနဲ့ညာလဲဆို Arsenal သွားတော့ပေါ့လေနော် Arsenal အသင်းကပို့ပြီးတော့လောလောဆယ်ငြိမ်နေတာပေါ့လေသူတို့ကတော့နှစ်တိုင်းနံပါတ်2နံပါတ်3နဲ့တော့ရမယ်လေသူတို့ငြိမ်နေတာပါလေအာဆင်နယ်တဲ့ပရီးမီးယားလိဖလားနောက်ဆုံးဘယ်တော့ရတယ်ဒီလား2004တော့ရ2004နောက်ဆုံးပဲ2004နောက်ဆုံးမှမရတော့2004နောက်ဆုံးမှ2004နောက်ပိုင်းမှာမွေးတဲ့ကလေးတွေကအခုဆိုအသက်20 21လောက်ရှိရပါတော့အဲ့ကောင်ဒီအာဆင်နယ်ပရီးမီးယားလိဖလားရတယ်တခါမမြင်ဘူး I'm sorry to say that Arsenal ပရိသတ်တွေအကုန်လုံးလည်း Champions League ဖလာရတခါမမြင်ဘူး။ဟာပါလေ Arsenal ကတော့လောလောဆယ်နံပါတ်2မှာရောက်နေနော်။ကိုကနံပါတ်14ကကောင်တားပြီးတော့အဲ့ကောင်ဖောင်းထုနေ
found to လေ sorry ပါပဲကျုံလို့ပြောတာဆိုတော့ဗျာဆိုတော့ကျွန်တော်သာဆိုရင်မင်းကဘာကောင်လဲလို့မင်းတော့လေဘာကောင်မှမဟုတ်ဘူးပေါ့နော်ဘေးထိုင်ဘူးပြောနေတဲ့ကောင်လေးတွေကတကောင်ပဲပေါ့နီးပြထုတ်လို့အဆင်ပြေမလားအိုလီဂါနာဆိုရှာဖြစ်ဖြစ်မော်ရီညိုဖြစ်ဖြစ်ပြန်လာစေချင်တာခင်ဗျားတို့ချင်းနေ anyway Chelsea နဲ့ပွဲက Saturday 20ရက်တယ်ဗျာစနေနေ့ညနိုင်မယ်ထင်ကြလားရှုံးပြီးတော့အမိုရမဲပြုံးလားဘယ်လိုထင်ကြလဲပြောကြပါဦး Okay ဗျာတောင်းထားကြနော်အာတင်းထားကြ Okay fighting Man you pray that တွေအားလုံးတတ်တာ